ဆာကီလည်းဂျော်ရွှေအတကုံပြန်နေခဲ့ပြီးကောင်မလေးကမင်းကဘာတူလဲလို့ဆိုနေကကျွန်တော်ကဆာကီပါဆိုပြီးတတုံရီနဲ့မစ်ဆက်နေခဲ့တာပါကောင်မလေးလည်းပိုင်နဲ့ကျူးကျော်နေတာမလားအဲ့ဆိုရဲတိုင်မယ်လို့လုပ်နေတာကြောင့်ဆာကီလည်းတားနေခဲ့ရပြီးသူကတာယာမာရဲ့အတိပါလို့ပြောနေကကောင်မလေးလည်းတာယာမာကဘာတူလဲနောက်ပြီးဒီဦးလေးကြီးကအမြဲတမ်းရမတာရဲ့ကောင်တာမှာပျော်ပျော်ကြီးတန်းစီနေတဲ့လူမလားပြီးတော့သူမအိမ်ကခွေးနဲ့တူလို့မှတ်ထားတာလို့ပြောနေခဲ့ပါတယ်ကောင်မလေးလည်းယာမာတာကိုရှာနေတာမလားလို့မင်းကြီးတော့ဆာကီလည်းယာမာတာကိုရှာနေတာမဟုတ်ကြောင်းပြောနေပြီးတာယာမာပါလို့ဆိုနေကခက်ညာပြီးအင်ကြီးလက်ရှိနဲ့နောက်ပြီးယာမာတာနဲ့လည်းခင်ကြောင်းပြောနေတော့ကောင်မလေးလည်းသဘောပေါက်သွားခဲ့ပြီးယာမာတာနဲ့တာယာမာကတယောက်တည်းဖြစ်နေတာကိုကြည့်လိုက်ရပါတယ်အဲကြောင့်လည်းဆာကီကအခုထိဒီပြိုကြီးဖြစ်နေတာမစမ်းတော့ပါဘူးဆာကီလည်းတာယာမာလာရင်ဒါလေးကိုပေးဖို့ပြောပြီးထွက်သွားခဲ့တာပါကောင်မလေးလည်းသူ့အိမ်ကခွေးနဲ့တကယ်တူနေတာပဲလို့ပြောနေကအဲ့အချိန်ယာမာတာကရောက်ချလာခဲ့ပြီးတယောက်သားစလိတ်တောက်နေရင်မန်နေဂျာလည်းခုနကဆာကီဆိုတဲ့ဦးလေးကြီးလာလိုက်တယ်နောက်ပြီးမြင်းကိုလက်ဆောင်တစ်ခုပေးထားခဲ့တယ်လို့ဆိုနေပြီးယာမာတာကိုပေးလိုက်ပါတယ်မန်နေဂျာကစကားပြောနေခဲ့ပြီးမဲ့ယာမာတာကလက်ဆောင်အင်းလေးကိုတယူတရားနဲ့ဖတ်ထားပြီးကျူနူးနေခဲ့တာပါဒါကိုမြင်သွားတဲ့မန်နေဂျာကပြောရမယ့်စကားတွေပျောက်ဆုံးသွားပြီးနောက်မှအဲလိုပါလားဆိုကတွေးနေပြီးယာမာတာကဆာကီကိုအရန်ချစ်တာပဲဆိုပြီးစိတ်ကူပေါက်ရတွေးနေခဲ့ပါတယ်နောက်နေ့မှာတော့ဆာကီကရုံးမှာစလိတ်တောက်နေရင်တာယာမာအဆူခံလိုက်ရမလားဆိုပြီးစိုးရိမ်နေခဲ့ပြီးအတွေ့အထဲမှာလည်းတာယာမာအဆူခံရတဲ့ပုံစံကိုတွေးနေသေးတာပါတစ်ဖက်မှာလည်းမန်နေဂျာကရုပ်တီကြီးနဲ့ဖုန်းကြည့်နေခဲ့ပြီးအမှန်တကယ်တော့မန်နေဂျာကအန်နီမေဥတာကူဖြစ်နေခဲ့တာပါအလုပ်ပြီးတော့ဆာကီလည်းစူပါမားကတ်ရဲ့နောက်မှာခိုးကြောင်ခိုးဝဲနဲ့လုံနေပြီးဆာကီကမနေ့ကကောင်မလေးကိုတောင်းပန်ဖို့စောင့်နေရင်သူ့နောက်ကိုတာယာမာကရောက်ချလာခဲ့ပြီးဆာကီလည်းကောင်မလေးအထင်နဲ့နောက်လည်းမကြည့်ပဲအတကုံတောင်းပန်နေခဲ့ပါတယ်နောက်မှတာယာမာဖြစ်နေမှန်းကိုကြည့်လိုက်ရပြီးတာယာမာကဘာရလို့နေတာလဲလို့မင်းနေပြီးဆာကီလည်းမနေ့ကလူမယုံနဲ့ကောင်မလေးဝန်ထမ်းတယောက်နဲ့တွေ့ထားတယ်လို့နောက်ပြီးသူ့အကြောင်းကိုလည်းပြောသေးတာလို့မင်းနေတော့တာယာမာလည်းမန်နေဂျာကိုပြောတာမလားလို့ပြောလိုက်ကဆာကီလည်းကောင်မလေးကမန်နေဂျာဖြစ်နေမှန်းကိုတီးလိုက်ရလို့ပို့ပြီးအံ့ဩသွားခဲ့ပါတယ်ဆာကီတို့စလိတ်တောက်နေရင်သူပေးထားတဲ့လက်ဆောင်ကိုတာယာမာကဒါကိုကြည့်နေရင်ပြုံးမိတယ်လို့ဆိုနေခဲ့တာကြောင့်ဆာကီလည်းပျော်သွားခဲ့တာပါဆာကီလည်းဘာလို့အဲဟာကိုကြည့်ပြီးပြုံးနေရတာလဲလို့ဆိုနေတော့တာယာမာလည်းဒီအရာလေးကရှာရခက်လို့ဆိုပြီးဆာကီရဲ့ဂုံနဲ့သွားခဲ့တဲ့အချိန်တွေပြီးတော့ဒီအရာလေးကိုရှာခဲ့တဲ့အချိန်တွေကိုခုမကြံပြောပြနေခဲ့တာကြောင့်ဆာကီလည်းတာယာမာကိုစိတ်ဆွမ်းအားရှင်ဆိုပြီးထင်သွားခဲ့ပါတယ်တာယာမာလည်းဆာကီတောင်းနေတဲ့စလိတ်ကကြာချဖို့ပြောနေခဲ့ကမဟုတ်ရင်အပူလောင်သွားမယ်လို့ဂယုဆက်နေတာကြောင့်အခုကြည့်နေတဲ့ FA သူငယ်ချင်းတွေလည်းဂယုဆိုင်ပေးမဲ့သူမရှိလို့စိတ်မကောင်းပါဘူးအမှန်တကယ်တော့ဆာကီပေးထားတဲ့လက်ဆောင်ကစလိတ်တောက်ပြာတွေကိုထဲတဲ့ခွဲဖြစ်နေခဲ့တာပါတာယာမာလည်းဒါလေးကိုသုံးဖို့အနားကိုကပ်ပြီးပြီးနေတာကြောင့်ဆာကီလည်းမသုံးချင်ပေမဲ့လမ်းယူလိုက်ပါတယ်ဒါပေမဲ့တာယာမာလည်းဟိုဘက်ချမ်းကိုဖယ်လိုက်ကဆာကီလည်းလက်တွေကတုံပြီးရှက်နေခဲ့တာကြောင့်တာယာမာလည်းဆာကီရဲ့လက်ကိုကိုက်ချလိုက်ပါတယ်နောက်နေ့မှာတော့ဆာကီကစူပါမားကတ်မှာအနာကတ်ဆေးတွေဝယ်နေလို့ယာမာတာလည်းရီမိလိုက်ပြီးဆာကီလည်းကြောင်တောင်နဲ့ဖြစ်နေခဲ့ကယာမာတာကရီမိလိုက်လို့တောင်းပန်နေခဲ့တာကြောင့်ဆာကီလည်းတောင်းပန်ဖို့မလိုကြောင်းပြောနေပြီးနှစ်ယောက်သားကတိုင်ပတ်နေခဲ့ပြီးနောက်ကမန်နေဂျာနဲ့အပွားကလည်းဘာတုံးဟာဆိုတဲ့အကြီးနဲ့ကြည်နေခဲ့ပါတယ်